teacher ဒီကျောင်းသူဘွားပေါ့နော်အင်္ဂလိပ်စာလီလာတော့စာအုပ်တွေအများကြီးဖတ်ရင်းနဲ့ပဲဒါvocabulary ဒါတိုးတက်အောင်လေ့ကျင့်ခဲ့တယ် vocabulary ကျွဲသွားပြီဆိုလို့ရှိရင်ကိုကဒီ writing speaking တိတိတသာ improve ဖြစ်လာတယ်စာဖတ်ရင်းနဲ့ vocabulary ဘယ်လိုလေ့ကျင့်သွားလဲဆိုတာလေးကို teacher ဒီ video လေးမှာရှင်းပြပေးမယ်နော်အခု teacher ကဒီထုံးလုံးငယ် digital library ထဲဝင်ထားတာဘာစာအုပ်တွေဖတ်အောင်လဲဆိုလို့ရှိရင် graded readers ကိုဖတ်ပေါ့ graded readers ဆိုတာကဒီအင်္ဂလိပ်စာလေ့လာနေတဲ့သူတွေအတွက်ဒါအတက်နိုင်ဆုံးအလွယ်ကူဆုံးရေးထားတဲ့စာအုပ်လေးတွေကို graded readers လို့ခေါ်တယ်ဒါလေးတွေဝယ်ဖတ်လဲရတယ်တခြားတော့ဒါ digital library လေးထဲမှာဝင်ထားတာပေါ့နော်အဲ့မှာတခြား intermediate level လေးကိုရွေးထားတယ်ဒီစာအုပ်ကလေးကိုရွေးလိုက်မယ် The Count of Monte Cristo အဲ့ဒီမှာတခြား introduction တွေပါကိုကြော်သွားလိုက်မယ်ဖတ်နေရင်းနဲ့ကဲဒီစာလုံးပေါ့ unsafe okay ဘာအဓိပ္ပာယ်လဲဆိုတာမသိဘူးဆိုတဲ့အခါမှာရက်ပြီးတော့ dictionary ကြည့်စရာမလိုသေးဘူးကိုယ့်ရဲ့ English level နဲ့ဒီစာအုပ်နဲ့ကိုက်တယ်ဆိုလို့ရှိရင်ဒီစာလုံးကို dictionary မကြည့်လဲအကြောင်းအရာပေါ်မှာမူတည်ပြီးတော့ဒါခန့်မှန်းသွားလို့ရတယ်ဘာလို့ dictionary မကြည့်စေချင်လဲဆိုစာဖတ်တဲ့အချိန်ပြတ်သွားတယ်ကြည့်လိုက်ဖတ်လိုက်ဆိုလို့ရှိရင်ပြင်းစရာဖြစ်သွားတယ်ပေါ့ဒါပေမဲ့လည်းဒီ vocabulary လေးကဒါအုံနောက်ထဲမှာဒါသိချင်သွားပြီပေါ့ safe ကတော့ကိုသိတယ်ဒါပေမဲ့ unsafe ဆိုတာဘာလဲကိုကခန့်မှန်းပြီးတော့ဖတ်လိုက်တယ်ပေါ့ highlight လုပ်တာပဲဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်ရေးမှတ်တာပဲအမြန်လုပ်လိုက်ပေါ့ပြီးရင်ကိုကဆက်ဖတ်သွားပေါ့ okay so ကိုကစာဖတ်ပြီးသွားပြီဆိုလို့ရှိရင်စောနာကြည့်ထားတဲ့ဒီ unsafe ပေါ့နော်အဲ့ဒါလေးကို dictionary မှာသွားပြီးတော့ဘာအဓိပ္ပာယ်လဲဒါကိုကကြည့်လိုက်ပေါ့ dictionary ကြည့်လိုက်တဲ့အခါမှာအဓိပ္ပာယ်ကဒါ not safe noun လား adjective လားအဲ့ဒါပါတခါလေးမှတ်မယ် so teacher notebook မှာဒီလိုလေးရေးလိုက်တယ် unsafe it's an adjective which means not safe all right so ဒါသူအဓိပ္ပာယ်ကတော့ simple ဖြစ်တယ်ပြီးတော့အစောနာ teacher စာဖတ်ထားတဲ့အခါမှာသူ example လေးကကြတော့ was the ship unsafe example sentence လေးကိုဒါကူရေးလိုက်တယ်ပြီးတော့ dictionary မှာဘယ်လိုမျိုးအတန်ထွက်လဲပြီးနားထောင်မယ်ဒါပြီး like ဆိုမယ်ပြီးတော့ဘယ်မှာ stress လုပ်လဲဘယ်မှာ stress မလုပ်လဲအဲ့ဒါလေးပါကိုတခါလေးမှတ်ပြီးရင်3-4ခါပါဇက်ကနေအတန်ထွက်ပြီးတော့ပြောကြည့်ရပေါ့ unsafe ပြီးတော့ကိုကဒီ example sentence အလိုက်လဲအတန်ထွက်ပြီးတော့ဒါလေ့ကျင့်ကြည့်ရပေါ့နော် was the ship unsafe okay ပြီးတော့ unsafe ကိုသုံးပြီးတော့ကိုပိုင် sentence လေး2ကြောင်းလောက်လုပ်ကြည့်မယ်အဲ့တော့ကိုပိုင် sentence လုပ်တဲ့အခါမှာပါဇက်ကပြောလဲရတယ်ဒါမှမဟုတ်လို့ရှင်လဲရေးလဲရတယ်ပေါ့နော်နှစ်မျိုးလုံးလုပ်ရင်လဲရတယ်ဒီချက်ကျတော့ရေးပြီးတော့လေ့ကျင့်တာများတယ်ဒါပေမဲ့ဒီလိုပြောပြီးတော့လေ့ကျင့်လို့ရှင်လဲအရင် effective riding a bike without a helmet is unsafe right so ပြောကြည့်လဲရတယ်ဒါမှမဟုတ်ချရေးလဲရတယ်ဒီမှာပြီးတော့သူနဲ့အသေးရွယ်တူတဲ့ဥစ္စာပေါ့ unsafe နဲ့ဆိုလို့ရှိရင် maybe dangerous okay အဲ့ဒါလေးပါကိုက note ထဲမှာရေးမှတ်လိုက်တယ်ပြီးတော့ vocabulary book လေးထားလိုက်တယ်ပေါ့နော်ပြီးရင်ကိုအားတိုင်းဒီ vocabulary စာအုပ်ကလေးကိုပြန်ပြီးတော့ပြန်ဖတ်တယ်ပြန်လေ့ကျင့်တယ်revisit လုပ်တယ်ပေါ့ပြန်ကြည့်တယ်ပြီးတော့ခါကြတော့ writing speaking ကိုလုပ်တဲ့အခါမှာလည်းဒီစာလုံးလေးကိုထည့်သုံးဖြစ်အောင်ဒါကိုလေ့ကျင့်တယ်ပေါ့နော်အဲ့လိုမျိုးနဲ့ဒီ vocabulary building လုပ်လို့ရတယ်ဒါအရန်ထိရောက်တယ်လွယ်လဲလွယ်တယ်အချိန်တော့နည်းနည်းတော့ပေးရတယ် self study လုပ်နေတဲ့လူတွေဆိုလို့ရှိရင်ဒီ tips လေးကိုလုံးဝ try သင့်တယ်ပေါ့နော်